20ရက်2လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အလင်းစလိုပြုမှုမိတတ်တယ်တခုခုကိုဆုံးဖြတ်တော့မယ်ဆိုရင်တေချာစဉ်းစားပါအလောတကြီးဆုံးဖြတ်မိတတ်တယ်အခြေခိုင်တဲ့ဆက်ဆံရေးတွေရရှိပိုင်ဆိုင်လိမ့်မယ်မိမိကြိုးစားခဲ့တဲ့အခြေအနေတွေကတည်ငြိမ်ပြီးတော့အခြေကျလာလိမ့်မယ်စကားအခြေတင်ပြောရတာမျိုးတွေရှိတတ်တယ်တခုခုဆိုကိုယ်အပြစ်ဖြစ်သွားတတ်လို့သတိထားပေးပါဒီနေ့အတွက်စားရှောင်မဲ့ရာကတော့တခုခုဆိုပြဿနာကနေရှောင်ထွက်သွားဖို့ပဲမစင်စားပါနဲ့မိသားစုရဲ့အကြီးအကဲကိုအားကိုးပါအထက်အရာရှိပညာရှိသူတို့ထံမှနီးနာတွေကိုခံယူပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချုံးပွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်